ရွှေပြုံသီးအိမ်လေးလုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ရွှေပြုံသီးလေးပေါ်မှာတကားပေါ့နော်ဒီ main တကားပုံလေးပေါ့နော်အဝင်ထွက်တကားပေါက်ရယ်နောက်ပြီးရခါကျတော့ဒီဘက်အချမ်းမှာ green ပေါက်ပေါ့နော် green ပေါက်လေးတကားနောက်ပြီးတော့တကားပေါက်ရဲ့ဟိုဘက်အချမ်းမှာ green ပေါက်လေးနှစ်ပေါက်ဆွဲဖို့အတွက်ဘောပင်နဲ့ဒါအပေါ်မှာဆွဲလိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်တော့ဒီ craft knife လေးနဲ့အပေါက်ဖောက်ပါမယ်ဒီဘောက်ဖောက်တကားပေါက်ပေါင်းနဲ့ brain ပေါက်ပေါင်းလေးလောက်ဖို့အတွက်ဒီရှိတဲ့ဒီကားပုတ်ပေါ့နော်ဒီ gut စကူပြားကိုဒီတစ်ချင်းစီချိုးပါမယ်ခုကတော့ဒီတကားပေါက်ရဲ့အဝင်အထွက် shelter လေးလုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ကိုလိုသလောက်အထူပေါ့နော်အထူလိုချင်လောက်အထူလေးပိုင်းပြီးတော့ဖြတ်ပါမယ်ကိုလာအချိုရည်ဘူးပုံကိုအသုံးပြုပြီးရဲ့အခါကျတော့ပရင်းပေါင်းနဲ့ဒီတကားပေါက်တွေရဲ့မှန်ပေါင်းလေးအဖြစ်ဒီ plastic ဘူးပုံကိုအသုံးပြုပါမယ်ဒီနေ့ကတော့ဒီ brain ပေါက်လေးတွေဒီတကားပေါက်လေးတွေကို door frame window frame လေးတွေလုပ်ပြီးတဲ့အခါကျတော့ဒီ frame ကိုသုံးတဲ့အခါမှာဒီ cardboard ကိုသုံးထားရပေါ့နော်ဒီမလိုအပ်တဲ့ဒီစက်ကူဘူးကွန်ကိုအသုံးပြုပြီးတော့ဒီ frame လေးတွေလုပ်ထားတယ်အဲ့ဒီအခါကျတော့ဒီ cardboard ဒီစက်ကူ box ပေါ်မှာသူကဟိုပါပေါ့နော် solo tape လေးတွေသူက tape နဲ့အုပ်ပြီးတော့မာလီနော်မြင်ရလားတော့မသိဘူး solo tape ဒီဘက်အချမ်းကတော့မရှိဘူးဒါပေမဲ့ဒီဘက်အချမ်းမှာ solo tape နဲ့ကတ်ထားတာကိုကျွန်မကဒီမှာအသုံးချမိလိုက်တယ်ပေါ့နော်ဒီဘက်ကဟို window frame လေးကိုအဲ့ခါကျတော့အပေါ်ကနေပြီးဆေးတုပ်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ plastic ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့လေနော် solo tape ဆိုတော့အဲ့ခါကျတော့ကျွန်မကအပေါ်မှာဒီ green ပေါက်လေးတွေကိုဆေးတုပ်ချင်တဲ့အတွက်ကြောင့်မို့လို့ဆေးတုပ်လို့ရအောင်ဒီခုန solo tape ကတ်ထားတဲ့ဒီ cardboard box ရဲ့အပေါ်မှာเนาะဒီစက်ကူအပါးအစာလေးဖြစ်ဖြစ်ဒါကတော့ကျွန်မအိမ်မှာအသုံးပြုတဲ့ kitchen roll ပေါ့เนาะဒါမီးဖိုကန်းထဲမှာဒါအသုံးချတဲ့ဒီစပွဲတွေပါတယ်တုတ်တာ
နော်ဒီဟာလေးကိုဒါစက်ကူအပားစာလေးပေါ့နော်အိမ်သာမှာသုံးတဲ့အိမ်သာသုံးစက်ကူဆိုရင်လည်းရတယ်ဒါပေမဲ့ဒီဟာကကျမကတော့ဒါ kitchen ပေါ့နော် kitchen roll ကိုအသုံးပြုထားပါတယ်ဆိုတော့ kitchen roll လေးကိုတစ်ပိုင်းဖြတ်လိုက်မယ်ဖြတ်ပြီးတဲ့အခါကျတော့ဒီအပိုင်းသေးသေးလေးတွေညှက်ပြီးတော့ပေါ့နော်အပိုင်းသေးသေးလေးတွေဒီလိုမျိုးလေးတွေညှက်ပြီးတဲ့အခါကျတော့နော်ဒီသူ့ထက်သေးတဲ့အပိုင်းလေးတွေထပ်ပြီးတော့ပိုင်းမယ်ပိုင်းပြီးတဲ့အခါကျတော့မှဒီတကားပေါက်လေးတွေမှာလိုက်ပြီးတော့ဒါကော်နဲ့လိုက်ပြီးတော့ကတ်မယ်ပေါ့နော်ဟိုပထမတစ်ခါကျွန်မဒီရွှေပြုံသီးလေးလောက်တော့ကတ်တယ်လို့မျိုးလိုက်ကတ်မှာပြီးတဲ့အခါကတော့ကတ်ထားတဲ့ဒီစက်ကူလေးကခြောက်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီတကား frame လေးတွေ grand box frame လေးတွေကိုဆေးအောင်ဆုံးချဲပါမယ်ရှင်
အောက်မှာရှိနေဒါလေကတစ်ခုံလေးပေါ့နော်ဒီလေကတစ်ခုံလေးလုပ်ဖို့အတွက်ကိုဒီကတ်တူစက်ကူပြားလေးကိုအဝိုင်းလေးတွေဝိုင်းပါမယ်အဲ့တော့ဝိုင်းမယ်ဆိုတော့ဒီမှာဒီဖန်ခွက်ကိုအသုံးပြုတယ်ဖန်ခွက်ရဲ့ဒီအဝါနဲ့ဖန်ခွက်ရဲ့ဖင်မိုင်းဒီအဝိုင်းလေးကိုဟုတ်လားကတ်တူပြားပေါ်မှာအခုတော့အကြီး3ပြားနဲ့ဒီအသေး3ပြားရပြီဆိုလို့ရှိရင်အကြီး3ပြားကိုဒီကော်ဘူဂန်ကိုအသုံးပြုပြီးတော့ကတ်ပါမယ်အသေး3ပြားကိုလည်းဒီဂန်ကိုအသုံးပြုပြီးတော့ကတ်ပါမယ်Okay ပါခုလိုမျိုးဒီကတ်တူလေးတွေကခြောက်သွားပြီဆိုလို့ရှိရင်တော့ဟော့ကန်ဂလူးနဲ့ကော်ပူနဲ့ကပ်ပါမယ် ဘက်ထရီမီးလုံးလေးထည့်ပါမယ်သူကရောင်စုံကာလာချင်းလို့ရပါတယ်โอเคအခုတော့ဒီစင်ဒရလာလေးနေတဲ့ရွှေပြုံသီးလေးအိမ်ကိုအစားဆုံးပြုလုပ်ပြီးသွားပါပြီရှင်ဒီဗီဒီယိုလေးကိုချိုင်းနေတက်လိုက်မယ်လို့လည်းမျှော်လင့်ပါတယ်ရှင်အဲဒီတော့ချိုင်းနေတက်တယ်ဆိုလို့ရှိရင် like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုပါရစေနော်ဟုတ်ကဲ့ပါပျော်ရွှင်သောတရားညနေဖြစ်ပါစေ Happy Halloween ပါကျေးဇူးတင်ပါတယ်တတာနောက်ဗီဒီယိုတွေမှာထပ်တွေ့မယ်နော် Bye